ဇလန်လေးရဲ့စမှာတော့1992ခုနှစ်ဇွန်လ15ရက်မက်ထရစ်မြို့နယ်နဲ့ပိုင်းတနအီ35အချိန်မှာရဲရီစီတရင်တစ်ခုရလာတဲ့အတွက်စုံတောက်တွေနဲ့အတူသွားနေကြပါတယ်။စုံတောက်တွေကလည်းရောက်ရှိလာခဲ့ပြီးတော့အပေါ်တက်အိတ်ခန့်ရဲ့တကားကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အစောပိုင်း3ရက်1991ဇွန်လ12ရက်ကျတာပရီနေ့မနက်ခင်းမှာဖာရိုအကြီးဆုံးအမကနိုးလာခဲ့ပါတယ်။ပြီးတော့အိုင်ရင်လူစီကာနဲ့တခြားသောသူ့ရဲ့မောင်နှမအကြောင်းသွားဖို့အတွက်ကိုနှိုးနေပါတယ်။သူ့ရဲ့မောင်နှမတွေအတွက်ကိုအဝတ်တွေလျှော်မနှက်စာတွေလုပ်ပေးနေပါတယ်။ဖာရိုအမေရဲ့အခန်းထဲမှာကျောင်း project အတွက်ကိုဓာတ်ပုံတွေလာယူခဲ့ပြီးတော့ဖာရိုဟာလည်းသူ့ရဲ့မောင်နှမတွေကိုကျောင်းပို့ပေးပါတယ်။ဖာရိုဟာလည်းကျောင်းမှာနေကြခြင်းအကြောင်းတွေတမိုင်းတွေတင်နေတော့မှာပဲဖာရိုရဲ့နောက်ထပ်တစ်ခုံကျော်ကသူ့ရဲ့တငယ်ချင်းရိုဆာကနင်းမပါလာဆိုပြီးတော့စားတဆောင်ကိုပေးလိုက်ပါတယ်။ဖာရိုကလည်းအိတ်ထဲကိုလက်ညှိုးထိုးပြလိုက်ပါတယ်။အတန်းချင်းကုံတော်ဆီယာမကနေကျက်တာသွားကြည့်မယ်ကြည့်ပြီးတော့ရင်ပြန်လာရင်တခြားသောအကြောင်းအရာတွေဆွေးနွေးမယ်လို့ကျောင်းသားတွေကိုပြောလိုက်ပါတယ်။လူတွေရှင်းသွားတဲ့အချိန်ကျမှပဲဖာရိုနဲ့ရိုဆာကတော့အခန်းတစ်ခန်းကိုတက်တက်လေးကိုဝင်သွားကြပါတယ်။ဖာရိုကတော့တခြားနေရာကိုသွားဖို့လို့ရောရိုဆာကဒိုင်ယန်နာကိုစောင့်အောင်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဖာရိုကလည်းဒါကငါနဲ့နေနေပဲသိရမယ့်ကိစ္စလीဘာလို့ပြောလိုက်တာလဲဆိုပြီးတော့ပြောပါတယ်။ရိုဆာကလည်းအခုတော့နေရငါရဲ့ဒိုင်ယန်နာရဲ့ကိစ္စဖြစ်သွားပြီ။ဒိုင်ယန်နာကပေါင်းတင်လို့ကောင်းပါတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ပြီးတော့ရိုဆာကမာရိုနိုကိုမှတ်မိလား။စပင်တစ်ထောင်နဲ့ကောင်လေးဆိုင်ကယ်မှောက်ပြီးတော့တေဆုံးတဲ့တယောက်လေးဆိုပြီးတော့အဲ့ဒီကောင်လေးရဲ့ရီးစားပါလို့ပြောလိုက်တော့ဖာရိုကတော့နင်ပါလို့သူ့ကိုသွားပြောလိုက်တာလीဆိုပြီးတော့မေးလိုက်ပါတယ်။ရိုဆာကလည်းတောင်းပန်လိုက်ပြီးတော့2ယောက်ထဲလှုပ်တာထက်3ယောက်လှုပ်တာကပိုပြီးတော့အလုပ်ဖြစ်တယ်ဆိုပြီးတော့ပြောနေခဲ့ရင်လည်းဒိုင်ယန်နာကလည်းဝင်လာခဲ့ပါတယ်။ကျောင်းပေါ်မှာတော့နေကျက်တာကိုကြည့်ပြီးတော့ဆီယာမတွေကကျောင်းသားတွေကအလုံးရှုံနေကြပါတယ်။ဒီလိုနဲ့3ယောက်သားကတော့မြေရောက်ခန်းတစ်ခုကိုဆင်းသွားခဲ့ကြပါတယ်။မောင်မဲမဲနဲ့ကိုမှဓမီထိုးရင်သွားပါတယ်။နေရာကောင်းတစ်ခုကိုတွေ့တော့ထိုင်လိုက်ကြပြီးတော့တရေခေါ်ဖို့ပုံပြားကိုစပြီးတော့ထုတ်ပါတယ်။ရိုဆာကတော့ဘာယူလာတယ်လဲဆိုပြီးတော့မေးတော့ဖာရိုကတော့ဓာတ်ပုံတစ်ပုံကိုထုတ်လိုက်ပါတယ်။ရိုဆာခေါ်ဖို့အတွက်ကိုတွေ့ကျင်တဲ့သူနဲ့ကိုပတ်သက်တဲ့အချက်လက်တွေလိုချောင်းကိုပြောလိုက်ပါတယ်။ဒိုင်ယန်နာကတော့ဓာတ်ပုံတစ်ပုံနဲ့သူ့ရဲ့အချက်လက်တစ်ခုဖြစ်နိုင်လို့လားဆိုပြီးတော့ပြောလိုက်တော့ရိုဆာကတော့ဖြစ်နိုင်တာပေါ့။သူရိုက်ထားတဲ့ဓာတ်ပုံကသူနဲ့ပတ်သက်တာပေါ့ဆိုပြီးတော့ပြန်ပြေးလိုက်ပါတယ်။ဒီလိုနဲ့နေချက်ဖို့အချိန်နာကိုလည်းနီးလာတော့တရေခေါ်ဖို့စီစဉ်ကိုစတင်လိုက်ပါတယ်။ဖာရိုကနေစပြီးတော့ဖန်ကွက်ပေါ်မှာလက်ညှိုးတွေတင်ခိုင်းလိုက်ပါတယ်။ပြီးတော့မျက်လုံးတွေလည်းမှိတ်ထားခိုင်းလိုက်ပါတယ်။ဘာလို့လဲဆိုရင်တော့ဖာရိုကဝင်းကြီးတွေနဲ့မြင်းမြဆက်ဆံဆက်သွယ်လို့ရအောင်ဆိုပြီးတော့ပြန်ပြေးလိုက်ပါတယ်။ငါတို့နဲ့အတူတခြားသောသူတွေရှိနေလားဆိုပြီးတော့မေးကြတော့ဖန်ကွက်ကရုတ်တရက်ကိုမှရွှေ့သွားခဲ့ပါတယ်။ဖာရိုကတော့နင်ကဘာတူလဲဆိုပြီးတော့မေးလိုက်တော့ဖန်ကွက်ကတော့မဖြေပါဘူး။နင်ငါတို့တဲ့ကဘသူနဲ့ကိုစကားပြောကြလို့လဲဆိုပြီးတော့မေးလိုက်တဲ့အခါမှာတော့ဖန်ကွက်ကရွှေ့သွားခဲ့ပါတယ်။နင်ကဖာရိုနီကရဲ့အဖေလားအဲ့လိုမျိုးမေးလိုက်တဲ့အချိန်မှာ SPY ဆိုပြီးတော့ဖန်ကွက်ကရွှေ့သွားခဲ့ပါတယ်။နင်ကဘာလို့စောင့်ကြည့်ရမှာလဲဆိုပြီးတော့မေးလိုက်တဲ့အခါမှာတော့ငါရဲ့မျိုးလုံးတသေးလေးတွေနဲ့ပေါ့ဆိုပြီးတော့စနှောင်းနေပါတယ်။နေရွှေ့သွားတာငါတီးသားပဲဆိုပြီးတော့စနှောင်းနေကြရင်ဖန်ကွက်ကရုတ်တရက်ကိုမှရွှေ့သွားပါတယ်။ဖာရိုကတော့နင်ဘသူလဲဆိုပြီးတော့မေးလိုက်တော့ဖန်ကွက်ကရွှေ့နေပါတယ်။ပူရဟာဆိုပြီးတော့ရိုဆာနဲ့ဒိုင်ယန်နာကဖန်ကွက်ကိုလွှတ်ချလိုက်ပေမဲ့ဖာရိုကတော့မလွှတ်ချဘဲနေပါတယ်။ဖန်ကွက်ကတော့ရုတ်တရက်ကိုကွဲသွားခဲ့ပြီးတော့ဖာရိုလက်ကသွေးဆက်တွေကထွက်လာခဲ့ပါတယ်။တရေပုတ်ပြားစီကနေရိုးဆိုးလူတယောက်ပေါ်မှာသွေးဆက်တွေကကျနေပါတယ်။ရိုဆာနဲ့ဒိုင်ယန်နာတို့ဟာဖာရိုကိုယူနေပြီလား။တွားရအောင်ဆိုပြီးတော့အော်ဟစ်ရင်းနဲ့ကြောက်နေကြပါတယ်။ရုတ်တရက်မိကွက်ကပုတ်ပြားပေါ်မှာပြုတ်ကျသွားပြီးတော့မိဆထားလောက်ပါတယ်။ရိုဆာကလည်းဒိုင်ယန်နာကိုအမြန်တမီရှာခိုင်းပါတယ်။တမီဖွင့်လိုက်တဲ့အချိန်မှာပဲအချင်းချင်းတွေ့ပြီးတော့လန့်သွားခဲ့ကြပါတယ်။ပုတ်ပြားကလည်းပျက်စီးသွားခဲ့ပြီးတော့ဖာရိုကလည်းပျောက်သွားခဲ့ရပါတယ်။ဖာရိုနီကာကလည်းရုတ်တရက်ကိုမှပါဇက်တွေကပြဲလာခဲ့ပြီးတော့ရိုဆာကလည်းအဲ့ဒါကိုတွေ့သွားတော့တော်တော်လေးကိုမှလန့်သွားခဲ့ပါတယ်။ဖာရိုပြန်လို့လာတဲ့အချိန်မှာမူးလဲတယ်ဆိုပြီးတော့ကျောင်းစည်းကမ်းကိုရောက်နေခဲ့ပါတယ်။ဆရာဝန်ကတော့စီးရုပ်ဖြစ်ဘူးလားဆိုပြီးတော့မေးတော့မတည်ဘူးပဲဖာရိုကဖြစ်ပါတယ်။တခြားလိုအပ်တဲ့အရာတွေကိုဆရာဝန်ကလည်းမေးပါတယ်။အသက်ဘယ်လောက်ရှိပြီလဲမေးတော့15နှစ်ရှိပြီ။ဆရာဝန်ကလည်းယာတီတူတစ်ခါမှကိုမလာသေးတာလားဆိုပြီးတော့မေးတော့လေခေါင်းပဲခါနေပါတယ်။ဆရာဝန်ကလည်းတွေ့ရနေနေလို့ဖြစ်တာအမေသားများများစားဆိုပြီးတော့ဆရာဝန်ကပြောလိုက်ပါတယ်။ကျောင်းလေးဆင်းတော့မယ်ဆိုပြီးတော့ဆရာဝန်ကလည်းထွက်သွားခဲ့ပါတယ်။ကျောင်းပြန်တဲ့အချိန်မှာသူ့ရဲ့မောင်လေးနဲ့ညီမကိုကျောင်းစီးပိတ်ကရောက်တဲ့အကြောင်းကိုအမေကိုမပြောဘူးပြောလိုက်ပါတယ်။ဖာရိုကလည်းအိမ်ပြန်ဖို့ကိုလုံနေတဲ့အချိန်မှာပဲကျောင်းပုတ်ကိုမိုးကြည့်လိုက်တော့ကျောင်းကတီလာရှင်ကဖာရိုကိုတက်တက်ကြီးကိုမှစိုက်ကြည့်နေပါတယ်။ဖာရိုကလည်းအိမ်မပြန်ခင်ဖာရိုအမေအလုံးလုံးနေတဲ့စားတော့ဆိုင်ကိုသွားပြီးမြဲဖာရိုအမေကတော့အလုံးရှုံနေတဲ့ကြောင်စကားပြမပြောခဲ့ပါဘူး။ဒီလိုနဲ့ပဲဖာရိုကလည်းအိမ်ပြန်လာခဲ့ပါပြီ။အခန်းထဲအိတ်ကိုသွားထားပါတယ်။အိတ်ကိုဆွဲပေါ်ကိုတင်ခဲ့ပေမဲ့လို့ဖာရိုအခန်းကပြန်ထွက်သွားတဲ့အခါမှာအိတ်ကကြားတဲ့အတန်ကိုကြားတော့ပြန်ပြီးတော့လှည့်ကြည့်လိုက်ပါတယ်။ဖာရိုကလည်းအိတ်ကိုဗီဒီယိုပေါ်ကိုတင်လိုက်ပြီးတော့တင်ထားလိုက်ပါတယ်။ဗီဒီယိုပေါ်ကိုတင်ထားပေမဲ့လို့အိတ်ကပြန်ပြီးတော့ကျမ်းမြေပေါ်ကိုပြုတ်ကျနေပြန်ပါတယ်။ဖာရိုကလည်းကရင်အောက်မှာထားလိုက်ပြီးတော့အယုတ်ကလေးကိုနေတာကိုစောင့်ကြည့်ပေးထားနော်ဆိုပြီးတော့ပြောကဖာရိုကလည်းအခန်းထဲကနေကိုထွက်သွားခဲ့ပါတယ်။ဖာရိုကလည်းအောက်မှာမောင်နှမတွေနဲ့တူတူထမင်းစားနေပါတယ်။ဖာရိုရဲ့ညီမလေးကတော့နေချက်တုံးကအကြောင်းကိုပြန်ပြီးတော့ပြောနေပါတယ်။ထမင်းစားနေတော့မှပဲဖာရိုကရုတ်တရက်ကိုလက်တွေတုံလာခဲ့ပါတယ်။မောင်နှမတွေကလည်းအဲ့ဒါကိုတတိထားမိပြီးတော့ဖာရိုနီကဆိုပြီးတော့ခေါ်ပေမဲ့မထူပါဘူး။လက်တုံနဲ့ထမင်းတွေစားနေရင်အသီးစိတ်ပြန်ပြီးတော့ဝင်လာပါတယ်။မောင်နှမတွေကိုဘာဖြစ်နေတာလဲဆိုပြီးတော့မေးတော့တုံနေတာလေတွန်းဆုပ်နေတာနဲ့နေနေရောကောင်းရလားဆိုပြီးတော့မောင်နှမတွေကပြောလိုက်ပါတယ်။ဖာရိုကလည်းတန်ရှင်းရေးလုပ်မယ်ဆိုပြီးတော့ထွက်သွားပါတယ်။တန်ရှင်းရေးလုပ်နေတော့နောက်ကျောင်းမှာဒဏ်ရာရရှိနေတာကိုတတိထားမိသွားပါတယ်။
ဖာရူကလည်းရိုဆာရဲ့အိမ်စီကိုဖုန်းဆက်လိုက်ပါတယ်ရိုဆာရဲ့အိမ်ကသူမရှိဘူးလို့ပဲပြန်ဖြစ်ပါတယ်ဒိုင်ယာနာနဲ့ခုနကလေးတွေကိုအပြင်းထွက်သွားတာငါကနေတို့၃ယောက်စလုံးကိုအတူတူတွေ့ကြမယ်ထင်နေတာဆိုပြီးတော့ဖာရူကိုပြောလိုက်ပါတယ်ဖာရူကတော့သူနောက်ကျနေကြောင်းကိုပြလိုက်ပါတယ်ရိုဆာတို့အိမ်ကလည်းတွေ့ရင်၈နာရီမထိုးခင်ပြန်လာဖို့ပြောခိုင်းလိုက်ပါတယ်ရိုဖာကတော့သူ့ရဲ့မောင်လေးကိုရေချိုးပေးနေပါတယ်ရိုဖာကငါ့ဖို့ပြောစရာအချိန်လေးပေးပါဆန်နဲ့လာရင်ငါ့ကိုပြောစရာအချိန်လေးတွေပေးပါဆိုတဲ့အတန်ကိုကြတော့ဖာရူကလည်းအတန်ရှိရာနောက်ကိုလိုက်သွားခဲ့ပါတယ်ရုတ်တရက်ဆိုသလိုပဲတန်ရှင်းရေးလုပ်တဲ့ဆက်ကပွင့်လာခဲ့ပြီးတော့တကားကလည်းပိတ်သွားခဲ့ပါတယ်အန်တိုနီရဲ့အော်တန်ကလည်းထွက်ပေါ်လာခဲ့ပါတယ်ဖာရူကလည်းတကားကိုမြင်မြင်ဖွင့်ပြီးတော့သူ့ရဲ့မောင်လေးစီကိုအပြေးသွားပါတယ်ဘာဖြစ်တာလဲဆိုပြီးတော့တွားကြည့်လိုက်တော့အန်တိုနီစီမှာအပူလောင်ကုန်ပါတယ်အန်တိုနီရဲ့အခန်းထဲမှာအပူလောင်ဒဏ်ရာတွေနဲ့ကိုစစ်ထည့်ပေးနေပါတယ်အန်တိုနီကိုလည်းရေဘူးထဲမှာထားခဲ့လို့တောင်းပန်နေပါတယ်အန်တိုနီကလည်းအမားလို့တာမဟုတ်ဘူးပဲဆိုပြီးတော့ပြောနေခဲ့ပါတယ်ပြီးတော့မနေ့ပြန်သားအိယာပေါ်မှာတေးပေါက်မချတော့ဘူးဆိုပြီးတော့ထူးဆန်းစွာကိုပြောနေပါတယ်ဖာရူကလည်းအိမ်ရောက်မှာပကံတွေကိုခွက်တွေစေးနေရင်နဲ့ရုတ်တရက်ရေဒီယိုကပွင့်လာပြန်ပါတယ်ဆန်တယ်လာကြီးငါဖို့ပြောစရာကောင်းတဲ့အချိန်လေးတွေပေးပါဆန်တယ်လာကြီးဖာရူကလည်းရေဒီယိုကိုတောက်ပေးလိုက်ပါတယ်အိယာဝင်ဖို့အိယာထဲမှာလှဲနေတဲ့အချိန်မှာပဲကရင်အောက်ကအိတ်ကိုယူလိုက်ပြီးတော့ဗီဒီယိုလေးကိုထည့်ပြီးတော့တင်ထားလိုက်ပါတယ်မီရီကိုပိတ်လိုက်ပြီးတော့ကျယ်ရီကိုနေရာမှာပေါ်အောင်လို့ကိုလှုပ်တဲ့ဓမီနဲ့ကိုထိုးထားလိုက်ပါတယ်ရုတ်တရက်အိတ်နေရင်းနဲ့ပဲအတန်တစ်ခုကိုကြာတော့ဖာရူကလည်းနိုးလာခဲ့ပါတယ်ဖာရူနီကာကတော့ဖာရူနီကာဆိုတဲ့ခေါ်တန်ကိုကြာတော့အဖေလားဆိုပြီးတော့မေးလိုက်ပါတယ်ဖာရူကလည်းကြောက်ပြီးတော့ဖာရူကိုလဲပေးညှစ်လိုက်ပါတယ်1991ဇွန်လ23ရက်တောက်ကြနေ့မနက်8:29မိနစ်မှာဖာရူလည်းမမေကြီးအရာကသူမကိုလဲပေးညှစ်ထားတဲ့အရာကိုကြုံတွေ့ပြီးတော့အိမ်မက်ကနေကိုလက်နိုးလာခဲ့ပါတယ်ဖာရူကလည်းအရန်ကိုမှကြောက်နေခဲ့ပါတယ်အိုင်တိုနီကတော့ရုတ်တရက်ကိုရောက်ရှိလာခဲ့ပြီးတော့ဖာရူကဘာဖြစ်သွားလဲဆိုပြီးတော့မေးတော့တာတေးပေါက်ချမိပြန်ပြီဆိုပြီးတော့ပြောလိုက်ပါတယ်နိုင်ကိုကြည့်လိုက်တဲ့ချိန်မှာပဲ8နာရီတောင်ခွဲနေပြီမို့လို့ကြောင်းသွားဖို့အမြန်ကိုမှပြင်ဆင်ကြပြီးတော့ကျောင်းကိုမောင်နှမ2ယောက်အပြေးလွှားကိုမှသွားနေကြပါတယ်။ကျောင်းလဲရောက်သွားတော့စတင်နေတော့ရိုဆာနဲ့ဒိုင်ယာနာကနေကျက်တာကိုမြင်သွားတော့ရိုဖာကလည်းတော်တော်လေးကိုမှစိတ်ပြက်ပြီးတော့ရိုဆာကိုပြစ်ပေးမဲ့စာကိုတော့မှမပေးပဲတထားလိုက်ပါတယ်။ရိုဖာဆီယာမစီကအိမ်သာသွားခွင့်ကိုတောင်းလိုက်ပြီးတော့အတန်းပြင်ကိုထွက်လာပါတယ်။ဖာရူကလည်းအိမ်သာမသွားဘဲနေမြေရောက်ခန်းလေးကိုတယောက်တည်းကိုမှထပ်သွားခဲ့ပါတယ်။ရုတ်တရက်မျိုးသမီးတီလာရှင်ဆီယာမတယောက်ကရောက်လာခဲ့ပြီးတော့သမီးတီလာပမုံမီးကင်လုံးနေတဲ့အိမ်ထဲကိုအလဲသွားလိုက်ရင်ဘာဖြစ်မလဲတီလာအဲ့ဒီမှာအနံမွှေးမွှေးလေးတွေရနေလိမ့်မယ်။တကြပိုးကောက်အနံပမုံမီးကင်းနေရဲ့အနံလေးနွားတို့နွေလေးနေရဲ့မျက်လုံးကိုမှိတ်ထားရင်တော့မှတက်ခင်းထားတဲ့ရနံကိုရနေမှာပဲ။ဒါဆိုရင်နင်ကလည်းတကိုက်တော့ကြိုက်စားမိမှာပဲဆိုပြီးတော့ရိုဖာနာကိုဒုတ်ကောင်းတဲ့တဖြည်းဖြည်းချင်းကိုမှကတ်လာခဲ့ပါ යි ။ပြီးတော့ငါကမျက်လုံးမမြင်ပေမဲ့လို့ဘာသာစကားသင်ပေးရတဲ့ဆရာမှာပါ။ပမုံမီးကင်းဆိုတာကတော့တင်စားပြီးတော့ပြောလိုက်တာပါ။နင်ဘယ်နဲ့တန်းကိုရောက်ပြီလဲဆိုပြီးတော့တဖြည်းဖြည်းချင်းကိုမှကတ်လာခဲ့ပါ යි ။ဖာရူကတော့ကိုရန်ဆိုပြီးတော့ပြန်ဖြေလိုက်ပါ යි ။တီလိုက်ရှင်ဆရာမကလည်းဒါဆိုရင်တော့ငါဘာကိုတင်စားပြီးတော့ပြောပါလိမ့်။နေတိမပေါ်ဆိုပြီးတော့ငါပြောချင်နေဆိုလို့ရင်ကအစားအသောက်ကောင်းကြမဟုတ်ဘူးဆိုတာကိုနေတိမပေါ်ဆိုပြီးတော့ပြောလိုက်ပါ යි ပြီးတော့တီလာရှင်မျက်မမြင်ဆီယာမကဆစ်လေးတောက်လားဆိုပြီးတော့မိပါ යි ဖာရူကတော့ဟင်းအင်းဆိုပြီးတော့ပြန်ပြေးလိုက်ပါ යි တီလာရှင်ဆီယာမကလူတွေကဆီယာမကိုတင်မေးရဲ့နှမတွေလို့ခေါ်ကြတယ်ဆိုပြီးတော့ဖာရူကိုပြပြလိုက်ပါ යි ဖာရူကတော့အဲ့ဒီလိုမျိုးခေါ်ခံရတာကစိတ်မညစ်ဘူးလားဆိုပြီးတော့မိတော့ဆီယာမကတော့ငါကတော့ကြိုက်တယ်နာစီယာရဲ့နှမတော်ဆိုတာထက်တော့ပိုကောင်းပါသေးတယ်ဆိုပြီးတော့ပြောလိုက်ပါ යි ဖာရူကလည်းပြောလိုက်ပြီးတော့ဆီယာမကလည်းနင်းလက်ထဲကပါလဲဆိုပြီးတော့မေးလိုက်ပါ යි ဖာရူကလည်းသမီးရဲ့လက်ထဲကကင်ထားတာကိုဘယ်လိုမျိုးသိတာလဲဆိုပြီးတော့မေးလိုက်တော့ဆီယာမကအမြဲတမ်းမျက်လုံးနဲ့ကြည့်မှအားလုံးမြင်ရတာမဟုတ်ဘူးငါကြည့်လို့ရမလားဆိုပြီးတော့တောင်းလိုက်ပါ යි ဖာရူကလည်းလက်ထဲကဓာတ်ပုံကိုပေးလိုက်ပါ යි ဆီယာမကလည်းနင်ဒီဟာနဲ့ဒီနေရာကိုလာတာအရန်ကိုမှအန်နေရများတယ်နော်ဆိုပြီးတော့ပြောလိုက်ပါ යි ဖာရူကလည်းသမီးအဖေနဲ့စကားပြောချင်လို့ပါပြောတော့ဆီယာမကအခုလူကနင်းနဲ့စကားပြောချင်နေတဲ့လူမဟုတ်ကြောင်းနင်းနဲ့စကားပြောသွားတဲ့တယောက်လေးဆိုပြီးတော့ပြောတော့ဖာရူကတော့အဲ့ဒီသူကအဖေမဟုတ်ဘူးဆိုရင်လည်းဘသူနဲ့ဆိုပြီးတော့မိလိုက်တော့ဆီယာမကတော့နင်းမှာမောင်နှမတွေရှိသေးတယ်မဟုတ်ဘူးလားဆိုပြီးတော့မိပါ යි ဖာရူကတော့3ယောက်ရှိတယ်ပြန်ပြောတော့ဆီယာမကလည်းနင်းသူတို့ကိုကောက်ွယ်ပေးမှရမယ်ဆိုပြီးတော့ပြောခဲ့ပြီးတော့ဆီယာမကလည်းထွက်သွားခဲ့ပါ යි ဖာရူကလည်းသူတို့ကိုဘာလို့ကောက်ွယ်ပေးရမှာလဲဆိုပြီးတော့မေးပေမဲ့လို့ဘာမှကိုမပြောဘဲနဲ့ဆီယာမကထွက်သွားပါ යි ဆီယာမကရုတ်တရက်နင်းရဲ့လှုပ်ရှားမှုတွေရက်လိုက်အခုရက်ဆိုပြီးတော့ပြောနေပါ යි ဖာရူကတော့သမီးတယောက်ထဲလာတာလေးဆိုပြီးတော့ပြောတော့ဆီယာမကလည်းပြန်ပြီးတော့မဟုတ်ဘူးနင်းတယောက်ထဲလာတာမဟုတ်ဘူးတရားယောက်ကနင်းခေါ်တာကိုလက်ခံပြီးသွားတယ်အခုသူကနေနဲ့တူတူပါလာတယ်ဆိုပြီးတော့ဆီယာမကပြောပြလိုက်ပါ යි ဆီယာမကမလုံနဲ့ပဲဆက်ပြောပြီးတော့ဖျားသခင်ကြီးစက်ရဲ့အလိုတော်အရာနင်းနဲ့မသက်ဆိုင်တဲ့ဒီကလေးမကိုထားရက်ခဲ့ပါမမ်းမှုန်နေခဲ့ပါ යි ဆီယာမကတော့အတန်းသားချင်းပြီးကလေးမဆိုပြီးတော့ပြောလိုက်ပါ යි ရူဖာကလည်းအတန်းကိုပြန်ပြီးတော့တက်သွားခဲ့ပါ යි ကြံနေတဲ့ဆီယာမကလည်းပြီးနင်းမြင့်ပြေးနိုင်မှရမယ်ဆိုပြီးတော့တွေးအေးနဲ့ကိုမှပြောနေပါ යි ရိုဇာကိုလည်းကောင်လေးတယောက်နဲ့ကိုရိုဗာကကျောင်းလေကာကနေပြီးတော့တွေးလိုက်တော့ဘယ်သူလဲဆိုပြီးတော့သွားမေးရင်းနဲ့မနီကမလာတဲ့အကြောင်းကိုစိတ်ဆိုးပြီးတော့ပြောလိုက်ပါ යි ရိုဇာကလည်းဖာရိုကိုတရေခေါ်တဲ့ပုဂ္ဂိုလ်မကောင်းပါဘူးဟာဆက်မလုပ်ပါနဲ့နင်ကရှောက်ပြောပြီးတော့ဖန်ခွက်ကိုကင်ထားတာပြောတော့ဖာရိုကနင်တကူကိုမြင်လိုက်သေးတယ်မလားဆိုပြီးတော့မေးပေမဲ့ရိုဇာကတော့ပြန်မဖြစ်ပဲဒိုင်ယာနာကရောက်လာပြီးတော့ငါတို့ပါတီပွဲလုပ်မလို့ဟာဘာလို့လဲဆိုတော့
ရူဆာမိဘတွေကဒီတစ်ပတ်အပြင်ကိုသွားကြမှာလीအဲ့ဒီလိုမျိုးပြောလိုက်တော့နေမလာနိုင်တော့ဘူးဆိုပြီးတော့မပြောတာကနင်ကမောင်နှမတွေကိုထိနေရတယ်လीဆိုပြီးတော့ကိုရူဆာနဲ့တူတူကိုထွက်သွားခဲ့ပါ၏အိမ်ရောက်လာတော့ဖာရိုကတော့မောင်နှမတွေနဲ့အိမ်စာတူတူလုံးနေကြပါ၏ညဘက်ရောက်တဲ့ချိန်မှာတော့လူစီကာရဲ့အိတ်ခမ်းတွေကိုတွားရတော့မီးရောက်ဆောင်တွေကပေါ်လာခဲ့ပြီးတော့လူစီကာကိုတရားရောက်တိုက်ခိုက်မှာကိုမြင်တော့လူစီကာဆိုပြီးတော့အော်ပါ၏လူစီကာကိုဖာရိုကတော့လေပင်ညှစ်လိုက်ပြီးတော့လူစီကာကလည်းဖာရိုဆိုပြီးတော့အော်ခေါ်လိုက်ပါ၏ဖာရိုကလည်းနေမမြင်နိုင်တဲ့သူဒီခန်းထဲမှာရှိနေတယ်မှုရယူခဲ့သွားမယ်ဒီကတ်တို့တွေအားလုံးအေကန်တွေကိုတွားအိတ်ကြမယ်ဆိုပြီးတော့အေကန်တွေကိုစုဝေးကြပါ၏လူစီကာကိုလည်းဖာရိုကငါနင်းကိုလည်းပဲမညစ်ဘူးကာကွယ်ပေးရုံပါဆိုပြီးတော့ပြောတော့လူစီကာကလည်းဘသူစီကနေလဲဆိုပြီးတော့မေးလိုက်ပါ၏ဖာရိုကတော့အိမ်ထဲကိုရောက်နေတဲ့မကောင်းဆိုးဝါးတကောင်စီကနေပေါ့ဆိုပြီးတော့ပြောရင်းနဲ့အိတ်လိုက်ကြပါ၏ရုတ်တရက်ပဲညဘက်ကြီးအမေကရောက်လာတော့မောင်နှမတွေကကြောက်ပြီးတော့တရေတကောင်ရှိတယ်ဒါပေမဲ့ဖာရိုပဲမြင်ရတယ်ဆိုပြီးတော့ပြောလိုက်တော့ဖာရိုကလည်းအသေးကြောင်နေပါ၏အမေကလည်းနင်တို့တွေတရက်ကထက်ကြည့်နေပြန်ပြီလားဆိုပြီးတော့ပြောလိုက်ပြီးတော့ဖာရိုအမေကလည်းဖာရိုကိုစူပါ၏ဖာရိုအမေကတော့ဖာရိုကိုနင်းရဲ့ညီမလေးတွေကအခုမှငငယ်လေးတွေစိတ်နှူကြသေးတယ်သူတို့ကိုပေါ်ကြကြအတွေးတွေနဲ့အိမ်မရအောင်လို့မလုံဆန်းနေဆိုပြီးတော့စူလိုက်ပါ၏ဖာရိုကတော့အမေကိုသူတို့အိတ်လို့ရလားအိတ်လို့မရဘူးလားအမေဘယ်လိုလုပ်သိလဲအမေတခါမှအိမ်မှာမရှိဘဲနဲ့အိမ်မှာဘာတွေများဖြစ်နေလဲရောအမေသိလို့လားဆိုပြီးတော့စစ်တူတူနဲ့ကိုပြောလိုက်ပါ၏ဖာရိုရဲ့အမေကလည်းဒါဆိုရင်အခုအိမ်မှာဘာတွေဖြစ်နေလို့လဲဆိုပြီးတော့ဖာရိုကိုမေးလိုက်ပါ၏ဖာရိုကလည်းသူကသမီးတို့ကိုတိုက်ခိုက်နေတာလေဆိုပြီးတော့ပြောလိုက်ပါ၏အမေကလည်းဘာတူလဲဆိုပြီးတော့မေးတော့ဖာရိုကသမီးဝင်းကြီးခေါ်ကားချက်ကနေပြီးတော့ခေါ်လိုက်တဲ့တရားဆိုပြီးတော့ပြောလိုက်ပါ၏အမေကလည်းစစ်တူတူနဲ့နင်းရဲ့ညီမနဲ့ဝင်းကြီးခေါ်ကားချက်နဲ့စောင့်နေတာလားဆိုပြီးတော့မေးလိုက်ပါ၏ဖာရိုကလည်းမဟုတ်ဘူးရူဆာနဲ့ဆိုပြီးတော့ပြန်ပြီးတော့ဖာရိုရဲ့အမေကနင်ကဘာလို့ဒီလိုမျိုးမကောင်းတဲ့အရာနဲ့မှသွားကစားရတာလဲဆိုပြီးတော့မေးတော့ဖာရိုကလည်းအဖေနဲ့စကားပြောချင်လို့ကိုခေါ်လိုက်တာအမေကယူမဆိုင်မှန်သိတယ်အမေကအဖေရဲ့ဓာတ်ပုံကိုတက်တာတွေကိုထိတ်သိမ်းထားတယ်လीအဲ့ဒါအမေအဖေကိုမကြည့်ချင်မှန်းသိတာပဲအဲ့လိုမျိုးပြောရင်းနဲ့ဖာရိုအမေနဲ့ဖာရိုတို့စကားများကြပါ၏ဒီလိုနဲ့ဖာရိုကလည်းအိပ်ပျော်နေရင်းနဲ့သူ့ရဲ့အမေကအပေါ်ကနေသမီးကိုပြုတ်ပေါ်ဝေးစေခြင်းနဲ့ဆိုပြီးတော့လက်နဲ့ကိုဖိကအင်ကြီးတွေကလည်းတွေးတွေဆွပြီးတော့ဖာရိုကလည်းအိမ်မက်ကနေကိုနိုးလာခဲ့ပါ၏အဲ့ရနိုးထလာတော့ကြည့်လိုက်တော့တွေးခွက်တွေကပင်နေခဲ့ပြီးတော့ဖာရိုကလည်းတန်ရှင်းရလုပ်ပါ၏ဖာရိုကလည်းကြောင်းကိုအမြင်ပြေးသွားခဲ့ပြီးတော့မြေရောက်ခန်းထဲကိုဆင်းသွားပြန်ပါ၏ဖာရိုကလည်းလူတွေကပြောတယ်ဆီယမာကတော့ယူနေတာတယ်ပြောတော့ဆီယမာကဘာလို့ပြန်လာတာလဲအဲ့လိုမျိုးမေးလိုက်တော့ဖာရိုကလည်းသမီးအချိတ်တွေကိုမြင်နေရတယ်ဆီယမာကလည်းဒါဆိုရင်တော့ငါတို့နှစ်ယောက်စလုံးယူနေတာပေါ့ဆိုပြီးတော့ပြောလိုက်ပါ၏ဆီယမာကတော့ထပ်ပြီးတော့အဲ့ဒီလိုမျိုးမြင်ရတာတွေကိုပျောက်သွားဖို့ငါအချိန်ကြာကြီးကိုစူးစမ်းခဲ့ရတယ်မျက်လုံးဖောက်ခဲ့တာတွေကိုပြပြီးတော့ဒီဟာကိုငါဘာလုပ်ခဲ့လဲဆိုပြီးတော့ပြောပြပါ၏ဖာရိုကလည်းအဲ့ဒီမကောင်းဆိုးဝါးကိုဘယ်လိုမျိုးပြန်ထုတ်ရမလဲဆိုပြီးတော့မေးလိုက်ပါ၏ဆီယမာကတော့တူဝင်လာတဲ့လမ်းအတိုင်းကိုပြန်ပြီးတော့ထွက်သွားပါစီနင်ဖွင့်ထားခဲ့တဲ့တကားကနေပဲသူတို့ပြန်ထွက်သွားရမှာသူတို့ကိုနှုတ်ဆက်ကြောင်းပြောပြီးွားရင်နင်အဲ့ဒီအရာတွေကိုဖျက်ဆီးပစ်လိုက်ဆိုပြီးတော့ပြောပါ၏ဖာရိုကလည်းဝိညာဉ်ကားချက်ကိုလည်းမေးတော့မဟုတ်ဘူးတကားကိုပြောတာနင်လုပ်ခဲ့တဲ့အမှားကိုအမှန်ပြန်ပြင်ပေးရလိမ့်မယ်ဆိုပြီးတော့ပြောပြလိုက်ပါ၏ရုတ်တရက်ဆီယမာတယောက်ကရောက်လာခဲ့ပြီးတော့နှမတော့ဘာလို့ဒီကိုရောက်နေတာလဲဆိုပြီးတော့မေးလိုက်ပါ၏ဖာရိုကိုလည်းစနေနေ့ကြီးဘာလာလုပ်တာလဲဆိုပြီးတော့မေးတော့ဖာရိုကလည်း project ကိစ္စလာမိတာပြောနေရင်လည်းပဲနှမတော့ဆိုပြီးတော့ဆီယမာကိုပြန်ခေါ်သွားခဲ့ပါ၏ဆီယမာကလည်းအဖြေကစာအုပ်ထဲမှာရှိတယ်နင်လုပ်ခဲ့တဲ့အမှားကိုအမှန်ပြန်ပြင်ရလိမ့်မယ်ဆိုပြီးတော့ပြောပြလိုက်ပါ၏ဖာရိုကတော့စာအုပ်ကိုဖွင့်ပြီးတော့စာအုပ်မှာအဖြေကိုလိုက်ရှာပါ၏ဖာရိုကလည်းရှိသမျှအကုန်စဉ်းစားပြီးတော့နောက်ဆုံးရူဆာရဲ့ပါတီလုပ်နေတဲ့အိမ်ကိုရောက်သွားခဲ့ပြီးတော့သူတို့ကိုရအောင်လို့ကိုခေါ်ပါ၏ဒါပေမဲ့လို့ဖာရိုကတော့အိမ်ထဲကနေကိုဆွဲထုတ်ခံလိုက်ရပါ၏ရူဆာကလည်းအိမ်ပြင်ကိုရရှိလာခဲ့ပြီးတော့နင်မှတ်မိတယ်မလားအဲ့ဒီနေ့ကငါ့ကိုတူတူလေးဘာတွေပြောလိုက်လဲဆိုတာကိုလေးဆိုပြီးတော့ပြောလိုက်ပါ၏ဖာရိုကလည်းငါဘာပြောလိုက်တာလဲပြောလေပြောတော့ဆိုပြီးတော့ရူဆာကနင်ပြောတာကနင်ဒီနေ့တရားလိမ့်မယ်ဆိုပြီးတော့ပြောပါ၏ဖာရိုနဲ့ရူဆာတို့ကအငြင်းပွားတွေဖြစ်ကြပြီးတော့ဖာရိုကလည်းသူ့မေစီကိုတွားလိုက်ပါ၏အမေကိုဆိုင်ပိတ်လိုက်တော့ဆိုင်ပိတ်ပြီးတော့တနေ့ရသွားကြရအောင်အမေအိမ်မှာရှိနေရင်ဝင်းညင်ကောင်လည်းမလာရဲဘူးဆိုပြီးတော့ပြောပါ၏ဖာရိုရဲ့အမေကလည်းနင်ဘာတွေပြောနေပြန်ပြီလဲအဲ့လိုပြောပြီးတော့ချော့မောက်ပြီးတော့မနေ့ပြန်ပန်းချန်သွားရအောင်ဆိုပြီးတော့ပြောလိုက်ပါ၏ဖာရိုတယောက်အိမ်မှာမောင်နှမတွေနဲ့အပေါ်မှာဖျောင်းနိုင်တွေရှိတယ်တွားယူလိုက်ဆိုပြီးတော့ညီမတွေကိုပြောလိုက်ပါ၏အန်တိုနီကိုပုံတွေကိုလည်းအခန်းထဲမှာကိုလိုက်ဆွဲခိုင်းထားလိုက်ပါ၏1991စနေနေ့ဇွန်လ14ရက်23:45မိနစ်မှာဖျောင်းနိုင်တွေထုံပြီးတော့ဖာနိုတယောက်မောင်နှမတွေနဲ့ဝင်းကြီးခေါ်ပုံနဲ့ဝင်းကြီးတွေခေါ်ပြန်ပါ၏မောင်နှမတွေအကုန်ဝင်းကြီးတိုက်ခိုက်တာကိုခံရပြန်ပါ၏ဖာရီရဲ့မိကလည်းရောက်ရှိလာခဲ့ပြီးတော့မောင်နှမတွေအကုန်လွတ်မြောက်သွားပြီမယ်ဖာရူကတော့ဝင်းကြီးတိုက်ခိုက်တာကိုခံရပြီးတော့1992ခုနှစ်ဇွန်လ15ရက်တနင်္ဂနွေနေ့မနက်2 နာရီမှာစုံတော်ကြီးဟာလည်းအင်ကိုရောက်သွားခဲ့ပြီးတော့မင်္ဂလိဟာလည်းတည်သွားရှာပြီးဆိုပြီးတော့ဝေါ်ကီတိုကီကနေကိုပြောလိုက်ပါ1992ခုနှစ်ဇွန်လ15ရက်နေ့စုံတော်ကြီးဂျိုရစ်မွန်ရိုမဲရိုဟာအင်ကိုပြန်လာရလမ်းမှာချာဒိုရာလမ်းနံပါတ်8ကနေအရေးပေါ်ဖုန်းခေါ်ဆိုမှုတစ်ခုကိုလက်ခံရရှိခဲ့ပါ၏အဲ့ဒီဖြစ်စဉ်အကြောင်းကုန်စင်ကိုမိသားစုဝင်များရဲ့ဖွင့်ဟဝန်ခံချက်ကတော့မင်္ဂလိဟာလည်းဝင်းကြီးခေါ်ကားချက်ကိုတုံးပြီးတော့ဝင်းကြီးနဲ့စကားပြောဆိုအပြီးမှာတိတ်ပန်နေကြအပြေရှာမထုတ်နိုင်သေးတဲ့ထူးဆန်းတဲ့နမိတ်လက္ခဏာများစွာအိမ်မှာဖြစ်ပေါ်လာခဲ့ပါ၏
အဆောင်ကနေကိုချက်ချင်းဆိုသလိုပဲပြန်ထွက်လာခဲ့တဲ့စုံတော့အရာရှိ2ယောက်ဟာနောက်2ပတ်လောက်ကြာဖျားပြီးတော့မူးဝေခြင်းအော်ဂလီဆန်ပြီးတော့ဝေဒနာတွေကိုခံစားခဲ့ရပါတယ်ဒီမှုဖြစ်ပြီးတော့တလားလောက်အကြာမှာရိုမဲယိုဟာလည်းတခြားသောအပြောင်းရွှေ့နေရာတစ်ခုကိုတောင်းဆိုခဲ့ပါတယ်အဲ့လိုမျိုးရေးသားရင်းနဲ့ပဲဇလန်လေးကလည်းဒီမာရင်ကိုပြီးဆုံးသွားခဲ့ရတာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်နော်ဒီလိုမျိုးဇလန်ကောင်းတွေကိုတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လေးတွေပြုလုပ်ပေးခဲ့ကြပါဦးနော်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်စကားကောင်းတွေမှာပြန်လည်တွေ့ဆုံကြပါမယ်